မပြန်နိုင်သေးတာတစ်ခုကလွင်အိမ်ရှိရရက်ကိုကျွန်တော်နေတိုင်းလွမ်းပါတယ်ဗျအပျော်ပါးတွေမဲ့ပြီးအတော့စားတွေများနေတာမဟုတ်ဘူးအလုတ်ခွင်နဲ့ရက်မမှန်ဆင်ရဖို့ကြက်ဥတွေစားပြီးနေတိုင်းကြိုးစားနေတာပါဗျတရားတွေနဲ့နာခဲ့ရသလိုဘဝတွေနဲ့နာခဲ့ရတဲ့ကောင်အိမ်ကိုလွမ်းတဲ့စိတ်တွေကိုဖြစ်သိပြီးအိမ်မက်တွေကိုပြပမှာအကောင်းနဲ့ပေါ်နေတာပါတကယ်ဆိုရင်မိဘတွေရှိရရက်ကိုမိုးရွာတဲ့လွမ်းနေနေပူတဲ့လွမ်းနေဗျမပြန်နိုင်သေးလို့မပြန်တာပါပြန်နိုင်ပြီဆိုတဲ့တနည်းတော့အဖေနဲ့အမေညှော်လင်းထားသလောက်စိတ်မပြတ်ရအောင်ကျွန်တော်အကောင်းဆုံးနေနဲ့ပြန်มาပါဗျအိမ်ပြန်ရောက်ဖို့ကြိုးစားစေပါရှိကြဆုံးနေရ